နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးကမြင့်တန်းသည်တာဝန်ရှိသူများနဲ့အတူဒီကနေ့မနက်ပိုင်းမှာနေပြည်တော်ဇေယျသီရိမြို့နယ်ပြည်စံအောင်ရက်ကွက်ထိကဲပညာထက်တန်းကျောင်းမှာမြို့နယ်စဉ်ဌာနဆိုင်ရာတာဝန်ရှိသူများလူမှုရေးတင်းဖွဲ့များနဲ့ဒေသခံပြည်သူများစုပေါင်းပြီးကျောင်းပတ်ဝန်းကျင်တန်ရှင်းသာယာလှပရေးစောင့်နေမှုအခြေအနေများကိုကြီးစုစစ်ဆေးကာ2026-2029ပညာသင်နှစ်ကျောင်းလက်ခံနိုင်ရေးပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကိုကြီးစုစစ်ဆေးကာကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက်အလူငွေကျောင်းစာကြည့်တိုက်အတွက်စားအုပ်စာဆောင်များနဲ့တင်ထားကိုပစ္စည်းများပေးအပ်ခဲ့ပါတယ်။အဲဒီနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌသည်တန်ရှိရေးလာရောက်ဆောင်ရွက်တဲ့ဌာနဆိုင်ရာဝန်ထမ်းများနဲ့ဒေသခံပြည်သူတို့ဟာစံနှင့်စားသုံးစီများအသားငါးကြောက်နှင့်ဟင်းနှင်းဟင်းရွက်များကိုတတ်မှတ်ရည်ညွှန်းစင်တို့ဖြင့်ရောင်းချပေးနေမှုအားကြီးစုအားပေးခဲ့ပါတယ်။အဲဒီနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌသည်တာဝန်ရှိသူများလိုက်ပါလျက်တက်ကုန်းမြို့နယ်ရွှေမြို့မွမ်းမြေစုံတို့တွားရောက်ပြီးဦးစားချက်မွမ်းမြေအတွက်ရထားမြင်နေရာဆောင်ထားရှိမှုအားကြီးစုစစ်ဆေးရာစိုက်ပျိုးရေးမွမ်းမြေနဲ့စေမြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာရဲထွန်းဝင်းနဲ့တာဝန်ရှိသူများကရထားမြင်နေရာဆောင်ထားရှိမှုနဲ့ဆက်လင်းပြီးရှင်းလင်းတင်ပြရာနေပြည်တော်ကောင်စီဥက္ကဋ္ဌကလိုအပ်တာများမှာကြားပါတယ်။အဲဒီနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌသည်မွမ်းမြေစုံရှိဦးမြတ်မင်းလက်ရဲ့ဒေသစိတ်ထိန်ဆန်းမွမ်းမြေချန်တို့တွားရောက်ပြီးမွမ်းမြေစုံမှာမွမ်းမြေလုပ်ငန်းလုပ်ကိုင်လုပ်သူများနဲ့တွေ့ဆုံကမွမ်းမြေစုံပတ်ဝန်းကျင်လုံခြုံရေးကိစ္စရပ်များစနစ်တကျဆောင်ရွက်ရေးတို့ကိုမှာကြားပြီးမွမ်းမြေလုပ်ငန်းဆောင်ရွက်သူများရဲ့ဆွေးနွေးတင်ပြချက်များပေါ်နေပြည်တော်ကောင်စီဥက္ကဋ္ဌကလိုအပ်တာများကိုပေါင်းစပ်ညီနိုင်ဆောင်ရွက်ပေးပြီးဒေသစိတ်အကောင်ရေးနေရာမွမ်းမြေထားရှိမှုအားကြီးစုအားပေးပါတယ်။အဲဒီနောက်တက်ကုန်းမြို့နယ်အမှတ်၁ကံကြီးမွေးမြူဆောင်တွင်ရှိဒေါက်တာမြတ်ဆန်ရဲ့ဦးစားချက်အကောင်ရေး2800မွေးမြူထားရှိမှုအားကြီးစုအားပေးပါတယ်။ဆက်လက်ပြီးနေပြည်တော်ကောင်စီဥက္ကဋ္ဌသည်ကံကြီးမွေးမြူဆောင်ရှိဦးတွန်ခင်ဝင်းရဲ့နိုးစွာနွားမွေးမြူချန်တို့ရောက်ပြီးမွေးမြူလုပ်ငန်းရှင်များနဲ့တွေ့ဆုံကနိုင်ငံစီဝါမြစ်တရေရမန်ငွေဖြင့်မွေးမြူလုပ်ငန်းတိုးကျက်ဆောင်ရွက်နိုင်တို့ကိုမှာကြားပါတယ်။အဲဒီနောက်နိုဇာနွားကောင်ရေး200မွေးမြူထားရှိမှုနှိုးရင်းနှင့်ဒင်းကျင်ဆက်ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကိုကြည့်ရှုအားပေးကလိုအပ်တာများမှာကြားခဲ့ကြောင်းလည်းသိရှိရပါတယ်ခင်ဗျာ။